Senyor Han, Kriwana Kanjili, Ange, Naset Tikani, Nasaliti. The Ajang Ayaga, Samari Amutami, Gu Matido Ayago, Gugwe. Jisuka Chimema, Nasakago, Yung Law. I Dong Tu Mala, Jerusalem Mutu Matobe, Camero, Gugwe Yami Achingo, Gala. Yau se shi, tin du ti ku mati to ayaku ku kwe jai. Nga du ti ku ti to ayaku ku kwe jai. A chong mu ka yura lu du nai ke tin chin a chong ku, a chong shi. Ako di jampai ku pate akama, janoro yong ji chima, kridoku yong ne, kridoku. တိတယ်ဒါပေမဲ့ကိုထင်တာကတိရလို့ထင်တာခရစ်တော်ရဲ့အသက်ရှင်ခြင်းအကြောင်းငါရဲ့ကနေကယ်ယုံပဲမဟုတ်ပဲနဲ့တကယ်တိတဲ့အခါမှာကိုနေတဲ့နေရာတိုင်းမှာထောင်ထဲမှာဖြစ်ဖြစ်အပင်မှာဖြစ်ဖြစ်ဘယ်နေရာမှာဆိုသူဟာအတူပါရှိတယ်နေမကောင်းတဲ့အချိန်မှာလည်းရှိတယ်အိမ်မှာပဲနေနေအလုပ်ထဲမှာပဲနေနေကိုကအလုပ်ထဲမှာရောက်လို့ကိုရဲ့အတွေးခေါ်မှားတယ်ကိုရဲ့ဒေါသတွေရှိတယ်ကိုရဲ့မနာလိုဝန်တူချင်းတွေရှိတယ်ကိုရဲ့အတွေ့မှားတယ်ဆိုရင်လည်းဖယားသခင်ကအဲ့ဒါကိုတည်တယ်ကိုနဲ့အတူတူအမဲရာရှိတယ်တကယ်လို့တည်တဲ့လူတွေဟာဖယားနဲ့ခရစ်တော်ကိုတကယ်တည်တဲ့လူတွေဟာနှလုံးသားမှာအမဲရာဆင်ခြင်တယ်အတွေ့အခေါ်ဆင်ခြင်တယ်တကယ်တည်တဲ့လူဖြစ်ရလားယခုချိန်မှာစမာရိအမျိုးသမီးတို့စမာရိလူမျိုးလို့ကိုမတိတဲ့အရာကိုကိုယ်ွယ်တည်ရလားဖះเจ้าထဲမှာပဲလားကိုအိမ်မှာတော့မရှိဘူးကိုအိမ်မှာဖះမကိုယ်ွယ်တော့ကိုကြိုက်တာစဉ်းစားတယ်ကိုအခန်းထဲမှာကိုကြိုက်တာလုပ်ရလားကိုကြိုက်တာတွေးရလားသူမြောင်မကောင်းနေတယ်ကိုဘေးအိမ်နေကိုရဲ့အနာလူတွေကိုအနှုတ်လက္ခဏာပဲမေ့ရလားဖះကိုတည်တဲ့လူတွေဟာဖယားကိုယေရှုခရစ်ကိုတည်တဲ့အခါမှာသူကချစ်ချင်းမေတ္တာပဲသင်ပေးတယ်သူများပေါ်မှာ positiveသင်ပေးတယ်မတည်တဲ့လူကိုတည်စီခြင်းနဲ့စိတ်တွေပဲအမဲရမဲ့ဖယားကိုစာငတ်တယ်အချိန်မီလီစက္ကန့်10မိနစ်10စက္ကန့်တော့မှမကြံပဲနဲ့ခရစ်တော်ဖယားငါနဲ့ရှိရဆိုမှသူ့ရဲ့အတွေးခေါ်သူ့ရဲ့ခံစားချက်တွေကိုအမဲရန်ထိန်သိမ်းတဲ့လူဆောင်းလျှောက်တဲ့လူဟာဖယားကိုတည်တယ်လို့ဒီနေရာမှာကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုရင်အဲဒီအောက်မှာ23မှာကူးကွယ်တော်သူမှန်သမျှတို့သည်ခမဲတော်ကိုနာဝိညာဉ်နဲ့၎င်းတစ္ဆာတရားနှင့်၎င်းကူးကွယ်ရမယ်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားသူတို့ကူးကွယ်တော်သူတို့ကိုခမဲတော်သည်အလိုရှိတော်မူ၏အဖဖယားသခင်အလိုရှိတဲ့လူတွေဟာနာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းတစ္ဆာရှိတဲ့နာဝိညာဉ်နဲ့ကိုးကွယ်ရဆိုတာအတမထွဘူးဘာမှမပြောဘူးဒါပေမဲ့သူဝန်နေရင်လဲဖယားသခင်ကိုအမဲရမ်းစိတ်နှလုံးထဲနေကိုးကွယ်တယ်ဖယားသခင်ကိုနံပါတ်1မှာထားတယ်နေမကောင်းတာဖြစ်ဖြစ်အိုးစီပေါ်ရီအန်ဒီရအများကြီးထဲမှာပဲဖြစ်ဖြစ်ဖယားသခင်ကအတူပါရှိဖယားသခင်ကအတူပါရှိငါပဲဘဝပဲရောက်ဆိုပြီးမှအိုးအရှက်ကွဲခြင်းတွေပဲဖြစ်ဖြစ်အိုးအောင်မြင်ခြင်းတွေပဲဖြစ်အတူရှောက်လာနိုင်တာအဲ့ဒီလူတွေကိုခမဲတော်အလိုရှိလို့ခရစ်တော်ကိုကျွန်တော်တို့ပြီးတဲ့အချိန်တော်တော်လေးနှိကပ်ပြီးလို့စမရအမျိုးသမီးကိုပြောတဲ့နေကြံပိုက်ဖြစ်ပါတယ်လို့ကျွန်တော်ရဲ့နှလုံးသားထဲမှာဘယ်သူနေရာယူရလဲကျွန်တော်ရဲ့ဖြစ်ချင်းမှာနေရာယူရလားဖယားသခင်ကနေရာယူဖို့အခန်းငယ်24မှာဖယားသခင်ဒီနာမဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့သည်နာဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ကျွန်တော်နာဝိညာဉ်စိတ်ဝိညာဉ်ကျွန်တော်စိတ်ထဲမှာဘာတွေခံစားရလဲတစ္ဆာနဲ့၎င်းကိုးကွယ်ရမယ်အချိန်ရောက်ပြီတစ္ဆာရှိရဆိုတာတဏှာထဲမှာ
တစ်ချိန်မှာအချိန်ကတ်တတ်မှာပဲဆူတောင်းပြီးမှအစာဆောင်ပြီးမှဖယားသခင်ကိုကိုးကွယ်တယ်တစ္ဆာရှိတဲ့လူဆိုတာကိုယ့်ရဲ့နှလုံးသားနာဝိညာဉ်ထဲမှာကိုယ့်ရဲ့အတွေးခေါ်ထဲမှာကိုယ့်ရဲ့နှလုံးသားထဲမှာအမဲရမဲအသက်ရှင်တဲ့ဖယားသခင်ရှိတယ်ဆိုတာကိုတတိယဖို့အဲဒီဖယားသခင်တန်ရှင်တော်ဝိညာဉ်တော်အဖဖယားသခင်အလုတ်လုတ်တဲ့အခါမှာဘယ်လိုမျိုးလူသားမဆိုမခံနိုင်ဘူးပြောင်းလဲလာမယ်အတူရခေါ်တွေပြောင်းလဲလာမယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့အတူရခေါ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့နှလုံးသားမမှန်တော့မှုဆိုရင်အဲ့ဒါတွေဟာအထဲမှာတိမ်ထားလို့မရဘူးထွက်လာတယ်တနေ့မဟုတ်တနေ့ပေါက်ကွဲလာတယ်ထွက်လာတယ်အဲ့ချိန်မှာထွက်လာတဲ့အခါမှာနန်ဆိုတဲ့အရာတွေအိုးသူများတွေကြားလို့မကောင်းတဲ့အရာတွေအိုးလူရဲ့နာခါရှိတဲ့အရာတွေအမင်္ဂလာတွေဒူပေါ်ရှိတဲ့စကလုံးတွေပဲထွက်လာနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဖယားသခင်ဟာဒီနေရာမှာပြောတယ်ကိုတိတော့အရာကိုယူရလူတွေဟာသူတို့တီးတဲ့လူတွေကိုကိုးကွယ်တယ်ဒီနေရာမှာပြောတာလဲပြန်ဖတ်မယ်ဆိုရင်ရှင်ယောဟန်ကပြန်ဖတ်မယ်ဆိုရင်တင်တို့ဒီကိုမတိတော့အရာကိုကိုးကွယ်ကြရငါတို့ဒီကိုတိတော့အရာကိုကိုးကွယ်ကြရအကြောင်းမူကားယူရလူတို့၌ကဲတင်ခြင်းအကြောင်းရှိဖယားသခင်ကိုတည်တယ်ဆိုတာကဲတင်ခြင်းအကြောင်းကိုပြောတာကဲတင်တဲ့နေရာမှာကျွန်တော်ငရဲကနေကဲတင်ပဲပြောတာအခုချိန်မှာဂျီယူတော်နဲ့ကဘာကြီးကိုလွှမ်းခြုံတယ်စိတ်နှလုံးသားဖြုတ်မှတ်တဲ့လူတွေတနာကျင်နာတတ်တဲ့လူတွေဟာချမ်းသာလာတယ်အတွေ့အခေါ်မှန်တဲ့လူတွေnegative မရှိဘဲနဲ့ positive mind အကောင်းမြင်တဲ့လူတွေဟာအောင်မြင်လာကြတယ်ဒါကြောင့်အခုကဲတင်ချင်းမှာပါကူအကုန်လုံးပါတာလဲကြောက်ကဲတင်ချင်းမှာကျွန်တော်ရဲ့နှလုံးသားကျမ်းမာဖို့ရန်အတွက်လက်ကဲတင်နေကျွန်တော်ရဲ့အတွေ့အခေါ်ကျမ်းမာဖို့လက်ကဲတင်နေကျွန်တော်ခံစားချက်တွေကျမ်းမာဖို့လက်ကဲတင်နေကျွန်တော်ခန္ဓာကိုယ်ကျမ်းမာဖို့လက်သူကဲတင်ပြီးတယ်ကဲတင်ချင်းတာဖယားကိုယေရှုခရစ်ကိုတည်တဲ့အခါမှာဒါကိုလည်းကျွန်တော်တို့တည်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ဟာဖယားသခင်ဟာကောင်းမြတ်တယ်ဆိုတာကိုကျွန်တော်သိမြင်လာတဲ့အခါမှာကျွန်တော်သိတလောက်လေးကျွန်တော်ကြံပိုက်လေးတွေဖတ်ပြီးမှကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့အရာတွေဘုရားသခင်ကတကယ်အသက်ရှင်တယ်အဲ့တော့ပြောချင်လို့ဒီဗီဒီယိုလေးတွေလောက်တာဖြစ်တယ်အဓိကကတော့ယေရှုဘုရားသခင်ဟာတကယ်ကြီးမြတ်တယ်သူလုပ်ပြီးတဲ့အရာတွေဟာအကြီးမြတ်ဆုံးတန်ရှင်တော်ဝိညာဉ်တော် opposition သူစီလွတ်တယ်ကျွန်တော်တို့ကိုတငယ်ချင်းလို့ဆရာလို့ပြောရမလားကျွန်တော်တို့အမေဆောင်ရှောက်ပြီးတယ်မိခင်လို့ပြောရမလားသင်ပြီးတယ်ဖယားသခင်ဝိညာဉ်တော်နဲ့အတူရှိတယ်ဆိုတာကိုကျွန်တော်သိလာတဲ့အခါမှာအယံပြောချင်တယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်နှလုံးသားထဲမှာဖယားသခင်ယေရှုခရစ်ကိုယုံတယ်ယုံတာနဲ့မပြီးပဲနဲ့ယေရှုခရစ်ကငါတို့အတွက်အတိခံပေးတယ်ကယ်တင်ပေးတယ်ဆိုတာလောက်နဲ့မပြီးတော့ပဲနဲ့ယေရှုခရစ်ဟာဘယ်လောက်ထိတောင်မှကယ်တင်ခြင်းမှာဘယ်လောက်ထိတောင်မှနဲ့ဆိုင်တယ်ဆိုတာကိုခရစ်တော်ဟာအသက်ရှင်နေငါနေတဲ့နေရာတိုင်းမှာပြောနေတဲ့အချိန်တွားနေတဲ့အချိန်တွေးနေတဲ့အချိန်ငါဘာကြောင့်ပြောတာလဲငါဘာကြောင့်လုပ်တာလဲဆိုတာကိုသူသိတယ်ဆိုတာကိုသိတဲ့အချိန်အထိကျွန်တော်တို့ကိုယ်ွယ်ရအောင်အဲ့ဒီချိန်မှာကျွန်တော်တို့ယုံကြည်သူတွေဟာဘယ်လောက်ချစ်ဖို့ကောင်းမလဲကျွန်တော်ယုံကြည်သူတွေမှာနှိမ့်ချခြင်းဆိုတာတင်ပေးစရာတော့မလိုတော့ပဲနဲ့အမေခရစ်တော်ကိုသိတဲ့အချိန်မှာသူ့အလိုနဲ့ဖယားသခင်နဲ့ပူနေကလာမယ်ဝိညာဉ်တော်ပြောတဲ့အရာတွေဇာတိနဲ့အသက်ရှင်တဲ့အခါမှာဒေါသတွေရှိတယ်မနာလိုခြင်းတွေများတယ်အနှုတ်လက္ခဏာရှင်းစားတဲ့အခါမှာဝိညာဉ်တော်စကားကိုကျွန်တော်တို့ခန္ဓာကိုယ်နားနဲ့ခန္ဓာကိုယ်ထဲရစိတ်ထဲကနေဘယ်လိုနားလည်နိုင်မလဲဒေါသထွက်ရင်အတားတွေတုံလာတယ်ဒေါသတွေကြီးလာတယ်အဲ့ချိန်မှာဘုရားသခင်ဘယ်လိုစကားပြောတာလဲဆိုတာကျွန်တော်တို့နားလည်ဖို့အရန်ခက်တယ်ဒါကြောင့်ကျွန်တော်အခုပြောနေတာကကျွန်တော်အကြောင်းမဟုတ်ပဲနဲ့ဖယားသခင်ဟာအသက်ရှင်တယ်အဲ့ဒီဖယားသခင်ယေရှုခရစ်ကိုတည်တဲ့အခါမှာ
ကျွန်တော်တို့ဘာကြောင့်ပြောတာလဲဘာကိုရည်ရွယ်ပြီးမှလုပ်တာလဲဘာကိုစဉ်းစားပြီးမှလုပ်တာလဲဆိုတာကိုအခုဥပမာကကျွန်တော်တို့စစ်တိုက်တာလားစစ်တိုက်တဲ့အချိန်မှာဘာကြောင့်တိုက်တာလဲလူမျိုးတွက်လားဘာအတွက်လဲကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာဘာအတွက်လုပ်တာလဲကျွန်တော်တို့လုံနေသမျှကိုင်နေသမျှစဉ်းစားနေသမျှအထဲမှာအနုအမုန်းတရားရဲ့အချီမခံပဲနဲ့အပေါင်းလက္ခဏာဆန်တဲ့အရာတွေပဲဖြစ်ရင်ဖယားတူတည်တဲ့လူတွေအသက်တာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ပြောတဲ့အထဲမှာအမှားပိုင်ခုနှစ်ကြပါကျွန်တော်ဟာခရစ်တော်အကြောင်းချစ်ချင်းမေတ္တာကိုပဲပြောတာဖြစ်တယ်ခရစ်တော်အကြောင်းမပါရင်ကျွန်တော်အကြောင်းပြောစရာမရှိဘူးကျွန်တော်ဒီနေရာမှာလာစရာအကြောင်းမရှိဘူးဂျေယုတင်နဲ့ယေရှုခရစ်ဖခင်နဲ့အတူပါရှိပါစေ